အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ရှက်ဝေလင်းပါဗျာဒီနေ့မှာတော့ဘာဟင်းပွဲကိုဘယ်လိုချက်ပြုတ်သွားအောင်မလဲဆိုတာချက်တော့ဝီဒီယိုလေးပြီးအောင်ကျွန်တော်လည်းဒီလိုက်ကြည့်ပေးကြပါအောင်ဗျာပထမဆုံးအနေနဲ့တော့ကျွန်တော်ဝက်ကုတ်သား160 gram ကို slide လေးပြီးပါဗျာပြီးပါပြီဆိုတာနဲ့ငရုတ်ကောင်းလေး5 gram လောက်ထည့်တယ်အနောက်ရည်လေး3 gram လောက်ထည့်တယ်ရင်းလေးက5 gram လောက်ထည့်တယ်ကြက်သားမုတ်လေးက3 gram လောက်ထည့်တယ်QC လေးကတော့10 gram လောက်ထည့်ထားရဗျပြီးပြီဆိုတာနဲ့ကျွန်တော်စီမွေးလေးတစ်ပေါက်နှစ်ပေါက်ပေါက်လိုက်တယ်ဗျအရသာကြီးတွင်းပြီးသွားပြီဆိုတာနဲ့ကျွန်တော် marinate စလုပ်ပါမယ်ဗျအသားလေးကိုနယ်နှက်ပြီးတော့မိနစ်20ခန့်ခဏလေးနှက်ထားလိုက်ပါမယ်ဗျအပေါ်ကနေပြီးတော့ clean free အုပ်ပြီးတော့ပေါ့ဗျဒီအဆင့်လေးပြီးလို့နောက်တစ်ဆင့်ရတော့ကျွန်တော်နှက်ထားတဲ့ဝက်သား gray မှာဖြစ်ပါတယ်ဗျကျွန်တော်တော့ပန်လေးနဲ့ပဲပန်ကလေးလေးလောက်ပါဖြစ်ပါတယ်ဗျပန်လေးကိုအရင်ဆုံးဟိပေးမယ်စီလေးနည်းနည်းထည့်မယ်ပေါ့ဗျာစီကတော့အများကြီးထည့်ပြမလို့ပြီးတာနဲ့ခုနနှက်ထားတဲ့အသားလေးကိုတစ်ခါလေးလေလေးထဲမှာထည့်မှာဖြစ်ပါတယ်ဗျအသားလေးကိုဖြန့်အသားလေးကအခုလိုခြေလေးရောက်ပါပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ဖက်ကိုလှည့်ပြီးမှဖြစ်ပါတယ်ဗျခုလိုဒါကင်းကုန်ကြီးတွေကတော့ဒင်းထဲမှာလည်းမဟုတ်ပါဘူးဗျာကျွန်တော်မိသေးဖိုးလေးရှိမိသေးနဲ့လည်းกินလို့ရပါတယ်ဗျအာဘန်ရှိလို့ရှိရင်လည်းအာဘန်လေးနဲ့လည်းกินလို့ရပါတယ်ဗျအရေးကြီးတာကတော့အသားရဲ့တက်ချာတွေကိုမထိခိုက်ဘူးလို့ပါတယ်ဗျာပြောဖို့လည်းမရသလိုမာတင်းပြီးတော့လည်းဖြစ်သွားဖို့မလိုပါဘူးဗျအသားရဲ့အပေါ်ကျောကတင်းတင်းမှုမှုလေးနဲ့ကြိုက်လိုက်လို့ရှိရင်လည်းပြီးပြီးဖြစ်သွားတဲ့ပုံစံမျိုးဆိုလိုတာပါဗျအခုဒီချင်းမင်းတို့မြင်နေရတဲ့အသားတခြားပုံစံလေးပါဗျပထမအဆင့်အနေနဲ့အသားလေးကိုกินလို့ပြီးပါပြီဗျရမ်းထဲမှာမှုမှုလေးနဲ့အီလေးနဲ့ရဲနေရပါဗျတကယ်ကိုစားခြင်းများကောင်းတဲ့ပြင်မွေးလေးပါဗျကျွန်တော်ရဲ့ချက်နီပြုံးလေးဗီဒီယိုတွေကိုကြည့်ခြင်းအဖြစ်လူကြီးမိဘများအတိအကျတရားရရှိမယ်လို့မျှော်လင့်ပါတယ်ဗျခုဆိုရင်တော့ဒုတိယတစ်ဆင့်အတွက်ချက်တို့ဒီကိုပါပါလေးထည့်ပါမယ်ခင်ဗျနောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးကတော့ကျက်သွမိတ်လေးပါဗျကျက်သွမိတ်လေးကိုလည်းခဏုံနှုံလေးလီးထည့်ပါဖြစ်ပါတယ်ဗျနောက်ထပ်ပါဝင်ပစ္စည်းနှစ်မျိုးကတော့မြန်မာနန်းနန်းနဲ့ရှမ်းနန်းနန်းလေးပဲဖြစ်ပါတယ်ဗျသူတို့နှစ်မျိုးလုံးကိုလည်းခဏုံနှုံလေးကြီးထည့်လိုက်မှဖြစ်ပါတယ်ဗျအခုမြင်နေရတော့ပါဝင်အသီးရွက်တွေကိုတီးဖျက်နေခြင်းဖြစ်ပြီးနောက်ထပ်ဘယ်လိုရတာလေးထက်ထည့်သွားအောင်လဲဆိုတော့လည်းထက်ကြည့်ပေးကြပါအောင်ဗျာပထမဆုံးအနေနဲ့စံတော်မုတ်10 gram လောက်ထည့်ပါတယ်ဗျဒုတိယအနေနဲ့ကတော့ကြက်သားမုတ်လေး5 gram လောက်ထည့်ပါတယ်ဗျတတိယအနေနဲ့ကတော့ပဇွန်တန်လေး5 gram လောက်ထည့်ပါတယ်ဗျစရုပ်ဓာတ်အနေနဲ့ကတော့ကျွန်တော်တို့မကြီးမဲ့ဖြော်ထားရမကြီးမဲ့ဖြော်ရည်လေး10 gram လောက်ထည့်ပြီးတော့ညုတ်တီမုတ်လေးကိုလည်း10 gram လောက်ဆက်ထည့်လိုက်ပါဗျပြီးပြီဆိုတာနဲ့ကျွန်တော်ရောသမမွေတော့မှာဖြစ်ပါတယ်ဗျဟိုးထွက်လာတဲ့အနံ့ကတော့လုံးဝမိုက်တယ်ဗျဝတ်သားခင်လေးပေါ်မှာစံတော်မုတ်အနံ့လေးရဲ့မကြီးမဲ့အနံ့လေးရဲ့ညုတ်တီမုတ်မူမွေလေးရဲ့တင်လိုက်တဲ့ခါကျတော့သူ့အရာကလုံးဝရှယ်မိုက်ဗျဗျကဲအခုဆိုရင်တော့ plating ပိုင်းလေးကိုလည်းတစ်ချက်လောက်ကြည့်ကြပါအောင်ဗျအခုမြင်နေရတော့ကျွန်တော်ရဲ့ plating ပြင်ဆင်ပုံလေးပါဗျအတုပ်ဖြစ်တဲ့အတွက်ဆလဲရွက်လေးပါမယ်ဂေါ်ဘီချူချူလေးပါမယ်ခင်းကျွတ်တီလေးပါမယ်ပဲတောင်းရှည်လေးပါမယ်ဗျဂါနီရှ်အနေနဲ့ကတော့ကျွန်တော်ငုတ်တီအနေတောင်းရှည်လေးနဲ့ဘူစီနန်လေးနဲ့လုပ်ထားပါတယ်ဗျသူနဲ့တွဲစားရမယ်စိုက်တက်ကလည်းရှယ်ပဲဗျကောင်းကျင်မောင်မှုမွေးလေးပေါ်မှာကျွန်တော်နှမ်းလေးတင်ပေးထားခြင်းဖြစ်ပါတယ်ဗျဘယ်လောက်တော့လိုက်ဖက်လိုက်လဲဗျဝတ်သားကင်းတုပ်မွေးလေးနဲ့ကောင်းကျင်မောင်လေးမွေးလေးနဲ့ပဲပေါင်းဆွဲလိုက်လို့ကတော့တကယ်ကိုရတာရှယ်ပဲဗျလုံးဝထီမီကွီလေးပေါ့လူကြီးမင်းတို့လည်းလိုက်လို့စားကြည့်ဖို့အကြံပြုပါတယ်ဗျ
ဆိုင်အနေနဲ့ရောင်းမယ်ဆိုရင်လည်းရောင်းတန်းဝင်တဲ့ဟင်မွေလေးတစ်ပွဲပါဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုနေသူအားလုံးတယောက်ချင်းကြရန်ကိုကျေးဇူးတင်ပါတယ်ဗျမရှင်းတာနားမလဲတာရှိရင်လည်းမေးမြန်းလို့ရလို့ဝေဖန်ကြံပြုလို့လည်းရပါတယ်ဗျာနောက်ထပ်ဟင်းချက်ဤအသစ်ဆန်းများတွေ့ရအောင်လို့ like and follow လေးလုပ်ပါပေးကြပါဦးဗျာဟုတ်ပါပြီဗျနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတော့ဗောဗျာ